grammar တင်ပြီဆိုလို့ရှိရင် grammar မှာအခြေခံအကြောင်းဖြစ်တဲ့ A part of speech A part of speech ကိုအတူဆုံးနဲ့အလွယ်ဆုံးနည်းပေါ့ဆိုရင် number 1 noun ဆိုတာကအတူဆုံးချုပ်လိုက်ရင် noun က name အမည်တွေအမည်အကုန်လုံးကိုနာမ်လို့ခေါ်တယ် number 2 pronoun ဆိုလို့ရှိရင်နာမ်စာဒီခုနက name ဆိုရယ်ဒီ name တွေကိုသူတို့ရဲ့နေရာမှာပြန်ပြီးအစားသုံး noun ကိုအစားသုံးတဲ့အတွက် pronoun ဥမာအနေနဲ့ဆိုလို့ရှိရင်ဥမာ pronoun ဇာတ်ရှိမယ် I'm myself ဇာတ်ရှိမယ်နောက်ပြီးတက်ဒီတို့အဲ့လိုစကားလုံးမျိုးရှိမယ်ကြံတာတွေရှိမယ်ပေါ့အဲ့တော့ noun တွေကိုပြန်စားသုံးတဲ့အကောင်တွေကတော့ pronoun ပဲဒီအမည်ကိုပြန်ပြီးစားသုံးတဲ့ကောင်တော့ pronoun adjective ဆိုတာနာမဝိသေသနအဲ့နာမဝိသေသနကကျတော့ noun modifier ဆိုတော့ noun ကိုထူးပြတာပေါ့ noun ကိုထူးပြတာဥပမာ noun ကိုထူးပြတယ်ဆိုတာ girl မိန်းကလေးတယောက်လှပတဲ့မိန်းကလေးတယောက်ဆိုရင် beautiful girl beautiful ဆိုတဲ့စကားလုံးနဲ့ထူးပြလိုက်တာ noun ကိုထူးပြတဲ့ဟာတွေက adjective အဲ့နောက်တစ်ခုကကျတော့ verb ကကျတော့ action လှုပ်ဆောင်မှုတွေနဲ့ state ဖြစ်တည်မှုတွေကိုပြလှုပ်ဆောင်မှုတွေဖြစ်တည်မှုတွေကိုပြဥပမာလှုပ်ဆောင်မှုဆိုတာဘာလဲလှုပ်ဆောင်မှုဆိုတာမှ I eat snack I am a banana စားရဆိုတဲ့ဟာလာလှုပ်ဆောင်ဖြစ်တည်တာကြောင့် I am a student မှာဆိုလို့ရှိရင်ငါအကြောင်းသားတယောက်ဖြစ်တယ်ဆိုတဲ့ဟာကအဲ့ဒါဖြစ်တည်မှုကိုယ့်ရဲ့ဖြစ်တည်မှုကိုပြတာပြီးရင် adverb ကြတော့ခုနကတော့ verb ကိုငါတို့ကထူးပြတာ verb modifier verb ထူးပြတာဘယ်လိုမျိုးလဲဆိုဥပမာ he ran ဆိုတော့သူပြေးတယ်သူဘယ်လိုပြေးမှာလဲမြန်ပြေးမှာလား he ran quickly နည်းပြေးမှာလားအဲ့ဒါဆို he ran slowly adverb ဆိုတာ verb modifier ခုန verb တွေငါတို့ပြန်ပြီးတော့အထူးပြတာ adverb ပြီးလို့ရှိရင် preposition ကကြတော့ငါတို့ကအချိန်နေရာတွေရဲ့ရှေ့မှာလိုက်တာပေါ့ကွာ in the playground on the table at 9 o'clock in 3 days during 3 months အဲ့လိုဟာမျိုးတွေချိန်နေရာရဲ့စကားလုံးတွေရှေ့မှာလိုက်တဲ့ကောင်က preposition number 7 conjunction ကကြတော့စကားလုံးနှလုံးဒါမှမဟုတ်လို့ရှိရင်စကားလုံးတွေစကားစုတွေကိုဆက်သွယ်ပေးတဲ့ဆက်ဆက်ပေးတဲ့ဟာမျိုးဥပမာ you and I my brother and I မောင်သေးရ age ပေါ့အဲ့လိုမျိုးပေါ့စကားလုံးနှလုံးဒါမှမဟုတ်စကားစုနှစ်စုဆိုတာကြတော့ရေးလိုက်လို့ရှိရင် he is a student and he also a teacher ဆိုကျောင်းသားတယောက်လည်းဖြစ်တယ်ဆရာတယောက်လည်းဖြစ်တယ်ပြောချင်တာကတော့အမကျောင်းတက်စာပြတဲ့ဟာမျိုး guide တင်တဲ့ဟာမျိုးအဲ့လိုမျိုးပေါ့ and ဆိုတဲ့စကားလုံးအဓိက conjunction ပြီးရင် interjection ရုပ်တရက်နှုတ်မှာထွက်ပေါ်လာတဲ့စကားလုံးတွေဥပမာဆိုလို့ရှိရင် oh my god ဒီလိုမျိုးနောက်မှာတွေ့ရင်သူက interjection ဖြစ်တဲ့ exclamation mark ပါတယ်ပေါ့ဒါဆိုလို့ရှိရင်တော့ဒီ 8 bars ပြီးကိုအတူဆုံးနဲ့ဒီမှာအလွယ်ဆုံးအဲ့လိုမျိုးအကြမ်းမြင်နားလည်နိုင်တယ်ပေါ့ကွာအကြမ်းမြင်ဒီဟာလေးကြည့်လိုက်တာနဲ့အကြမ်းမြင်နားလည်သွားနိုင်တဲ့အနေအထားတစ်ခုရှိတယ်ပေါ့